င်္ဂလာပါရှင်ပြန်ကြိုင်းနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်နာမြို့နယ်ပြည်သူ့စာကြည့်တိုက်စာအုပ်မိတ်ဆက်စီစဉ်ကနေပြန်လည်ကြိုဆိုပါရရှင်ဒီကနေ့မိတ်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့ဦးတင်လမဟာဝိဇ္ဇာရေးသားထားတဲ့မြန်မာမှုဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရရှင်ဒီစာအုပ်လေးထဲမှာဆိုရင်မြန်မာလူမျိုးများ၌ဘာသာကြားလူမျိုးများထံမှမယူပဲငကိုကပင်ပြောဆိုသုံးဆွဲလာသည့်ပင်ကိုမြန်မာစကားရှိတဲ့ကဲ့သို့ပင်အခြားလူမျိုးများထံမှအတူယူ၍ပြုလုပ်ခြင်းမဟုတ်ပဲမိမိတို့၏ပတ်ဝန်းကျင်ရေးမြေဒေသရာသီဥတုအလျောက်ငကိုကပင်မိမိတို့ဘာသာပြုမူလာသည့်အပြုအမူအလေးအထပင်ကိုမြန်မာမှုများလည်းရှိလေသည်ယခုခေတ်လူမျိုးများ၌ယဉ်ကျေးမှုအပြုအမူအလေးအထများကူးဆက်လာသဖြင့်မြန်မာတို့၏ပင်ကိုမြန်မာမှုများမှာတစားတိမ်ကောလျက်အချို့မှာပျောက်ကွယ်သူမတက်ဖြစ်နေလေသည်ယခုခေတ်လူငယ်များ၌မိမိတို့လူမျိုး၏ပင်ကိုမြန်မာမှုများကိုပင်မတိတလောက်ဖြစ်နေကြလေသည်စာပလွေရင်မာပိုက်လို့ဆိုသောကြပြရင်ပါဝင်သည့်စာပလွေဆိုတာဘလို့စာမျိုးလဲဟုမေးသောကျောင်းသားတယောက်ကိုတွေ့ဘူးလေသည်တိုးတက်လာသောခေတ်တွင်အချို့သောမြန်မာမှုများကိုပြန်လည်ဖော်ထုတ်ပြုလုပ်ရမလို့တော့လေမြန်မာလူမျိုးမှန်ကမိမိတို့လူမျိုး၏ပင်ကိုမြန်မာမှုများကိုတည်ထားထိုက်ပေသည်မိမိတို့လူမျိုး၏ပင်ကိုမြန်မာမှုကိုမတည်ခြင်းသည်မိမိတို့၏ဇာတိကိုမတည်ခြင်းနှင့်တူလေသည်တနည်းအားဖြင့်ဆိုရလျှင်မိမိတို့လူမျိုး၏ပင်ကိုမြန်မာမှုကိုမတည်ခြင်းသည်မိမိတို့၏အခြေခံကိုမတည်ခြင်းပင်ဖြစ်သည်မိမိတို့၏အခြေခံကိုမတည်သောလူမျိုး၏တိုးတက်ကြွယ်ဝမှုများသည်စိတ်မချရပေယခုခေတ်လူငယ်များမိမိတို့လူမျိုး၏ပင်ကိုမြန်မာမှုများကိုမတည်သလောက်ဖြစ်နေကြခြင်းမှာမြန်မာမှုအကြောင်းကိုရေးသားထားသည့်စာအုပ်ပြောပလောက်အောင်မရှိသေးသည့်အကြောင်းလည်းပါဝင်လေသည်ဤစာအုပ်၌မြန်မာမှု15မျိုးပါရှိလေရာလူငယ်များသည့်ဤစာအုပ်ကိုဖတ်ခြင်းအပြင်မြန်မာမှုအချို့ကိုသိရှိကာမိမိတို့လူမျိုး၏အခြေခံကိုအတော်အတန်နားလည်နိုင်ကြပေလေသည်တို့ဖြစ်၍ဤစာအုပ်သည်ယခုခေတ်လူငယ်များမိမိတို့လူမျိုး၏အခြေခံကိုသိရှိနိုင်ရေးအတွက်အထောက်အပံ့ဖြစ်လိမ့်မည်ဟုမျှော်လင့်ရပေသည်လို့ရေးသားထားပါတယ်ဒီစာအုပ်လေးထဲမှာဆိုရင်ထိုးခွင့်မင်းကြောင့်ကောက်တစ်ပွဲမိုးညိုနှင့်ကြည်ဖို့ပတ်ချဝိုင်းမြမရုပ်သေးတပင်ရက်မှုရွာမှုမြမအိုခွဲမြမစာရေးကရိယာအပိုင်း1မြမစာရေးကရိယာအပိုင်း2ရှေးဟောင်းမြမလက်မှုပညာအပိုင်း1ရှေးဟောင်းမြမလက်မှုပညာအပိုင်း2မြမယူရလဲလုပ်ငန်းကြောက်ပြင်းနဲ့တနခါဇရက်နဲ့ရေအိုးစဉ်ခြေလက်လှုပ်ရှားအားကစားဆိုပြီးအပိုင်း15ပိုင်းနဲ့ရေးသားထားတဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါရဲ့ရှင်ဒီစာအုပ်လေးကိုကျမတို့ရဲ့ပြည်မနာမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာအခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်